ဈေးရောက်မကောင်းဆိုတာဒီနီးလေးကိုမသိသေးလို့နော်နီးလန်းကောင်းပြမယ်အရန်ဈေးရောက်ကောင်းတာအလုတ်ကိုလက်မလဲအောင်လုပ်ရတယ်နောက်ဆိုရင်ဆရာရဲ့ဈေးရောက်ကောင်းလို့ခဏလေးရထားလို့ရရင်ကောင်းမယ်ခဏလေးနားလို့ရရင်ကောင်းမယ်လို့တော့မှနော်ညီးယူရလောက်တဲ့အထီကိုစွမ်းတဲ့ဈေးရောက်ကောင်းတဲ့နီးတစ်ခုကိုပြမယ်သူကလေအဲ့ဒီမန်နန်လေးကိုရေးရတာမန်နန်လေးက9လုံးရှိတယ်အုံနန္ဒခုနာအဲ့ဒါကိုကိုဆိုင်ရှိရဆိုရင်ဆိုင်မျက်နှာစာမှာဘာရှိမလဲတခုပေါ့ကဲဆိုင်မှာကောင်တာရှိတယ်ဆိုတော့ကောင်တာရဲ့ရှင်းသားလေးမှာနော်မြေပြူနဲ့ဆော့ပန်တနေရာမှာရေးတာရတယ်တချို့ဆိုလို့ရှိရင်မှန်မှာရေးထားပြီးတော့ဆိုင်ရှိမှာချိတ်ထားလဲရတယ်စက်ကူတွေမှာရေးထားပြီးတော့ဆိုင်ကောင်တာကုန်းပေါ်မှာတင်ထားတာမျိုးသို့မဟုတ်အဝင်ဝတနေရာမှာချိတ်ထားတာမျိုးပလတ်စတစ်ကတ်နဲ့ကွန်ပျူတာစလုံးဖောက်ပြီးတခါလဲရေးထားပြီးတော့တနေရာမှာကတ်ထားတာမျိုးကတ်ထားလို့ရတယ်အဲ့လိုမျိုးကတ်ထားဖို့အတွက်ခက်ခဲရှိတဲ့သူတွေဆိုရင်တော့စိုင်ဆိုင်ဖွင့်တာနဲ့အုံနန္ဒကုဏအုံနန္ဒကုဏအုံနန္ဒကုဏဆိုတာကိုတားသမျှတာပွားများပူဇော်ပြီးစိုင်ဖွင့်လိုက်လုံးဝအတ္တနေကုန်လက်တွေရွှေပြီးတော့ဈေးရောင်းကောင်းနေလိမ့်မယ် online shop ကရောင်းတဲ့သူတွေဆိုရင်တော့ဖျောင်းနိုင်ပါလေအုံနန္ဒကုဏစက်ကူမှာရေးပေါ့စက်ကူမတွေ့ရမှာအုံနန္ဒကုဏလို့ရေးပြီးတော့ဖျောင်းနိုင်မှာပတ်လိုက်နော်ကို online shop မရောင်းခင်မှာထွန်းလိုက်လုံးဝဝက်ကွယ်ပစ္စည်းတွေကုန်တဲ့အထိ order တွေဟဲ့လားပြတ်တဲ့အထိကိုမှရောင်းကောင်းသွားလိမ့်မယ်ဈေးတွေအရန်ရောင်းရပြီးတော့လက်မလဲအောင်ဈေးရောင်းကောင်းတဲ့ပညာပဲအဲ့ဒါเนาะတောက်လျှောက်သုံးပြီတော့အားလုံးအဆင်ပြေကြပါစေเนาะဈေးရောင်းကောင်းကြပါစေစီးပွားဖြစ်ကြပါစေเนาะ